ဒီအမျိုးသမီးဟာကိုကိုပြန်အရိုက်ခံဖို့အတွက်တက်တော်ဆောင်10ယောက်ကိုဒေါ်လာ1000တောင်အကုန်အကျခံပြီးငှားရမ်းခဲ့ပါလေအဲ့ဒီနေရာမှာရှိနေတဲ့သူတိုင်းကသူမစိတ်မနှံ့တော့ဘူးလို့ပဲထင်နေကြပါဒါပေမဲ့ CEO အမျိုးသမီးကြီးတယောက်ပဲဒီမိမကစနစ်ကိုသုံးပြီးနာကျင်မှုတွေအားလုံးကိုသူမစီလွှဲပြောင်းပေးခြင်းဒီမှန်သိနေခဲ့တာပါဒါပေမဲ့ဒီလူယုံမမလေးကနာကျင်မှုတွေကိုစနစ်ကတဆင့်လွှဲပြောင်းဖို့လက်နှစ်ဘက်ကိုဆန်တန်းလိုက်တဲ့အခါမှာတော့သူမရဲ့ကိုယ်ပေါ်မှာရှိနေတဲ့ဒဏ်ရာတွေကပျောက်ကွဲသွားမဲ့အရေးအယောင်တော့မရှိတာကိုတွေ့လိုက်ရပါတယ်စနစ်မှာအမားယွန်းတကူဖြစ်နေပြီလို့သူမထင်ခဲ့ပေမဲ့တကယ်တော့သူမချိတ်ဆက်ထားတဲ့ပစ်မှတ်က DCEO မဟုတ်မှန်းသူမမသိခဲ့ပါဘူးတကယ်တော့ DCEO အမျိုးသမီးကြီးဟာအတိတ်ကနေပြန်လဲမွေးဖွားလာသူတယောက်ဖြစ်နေလို့ပါသူမရဲ့အရင်ဘဝတုန်းကရေးစားဖြစ်သူရဲ့လှည့်ဖျားမှုကြောင့်ဒီလူယုံမမလီကိုလက်ထောက်အဖြစ်ခန့်အပ်ခဲ့မိပါတယ်တလအတွင်းမှာပဲသူမရဲ့ကုမ္ပဏီနဲ့ပိုင်ဆိုင်မှုတွေအားလုံးကဒီလူယုံမမလီရဲ့နာမည်အောက်ကိုလူဝတ်ဆန်းကျယ်စွာရောက်သွားခဲ့ပြီးသူမကိုယ်တိုင်ကတော့ကျွေးမီဒေါ်လာ2 သန်းနဲ့အတူကုမ္ပဏီကနေနှင်းထုတ်ခံခဲ့ရပါတယ်ဒီလူယုံမမလီကသူမရဲ့ရှေ့မှာတင်တမင်တကာကားတိုင်းမှုဖြစ်အောင်လုပ်ပြီးနာကျင်မှုတွေကိုသူမစီလွှဲပြောင်းပေးလိုက်တဲ့အချိန်ကြမှာသာ CEO အမျိုးသမီးကြီးဟာသူမကိုအလဲအလဲစနစ်နဲ့ချိတ်ဆက်ထားမှသိခဲ့ရတာမှာသူမမျက်လုံးတွေပြန်ပွင့်လာတဲ့အချိန်မှာတော့ဒီလူယုံမမလေးနဲ့စနစ်ချိတ်ဆက်ခံရတဲ့နေ့ကိုပြန်ရောက်နေခဲ့ပါပြီဒီတစ်ခါမှာတော့ဒီလူယုံမမလေးကသူမကိုဘလို့စနစ်နဲ့ချိတ်ဆက်ခဲ့လဲဆိုတာကိုရှာဖွေရပါတော့မယ်တစ်ဖက်လူပေးလာတဲ့စာရွက်စာတမ်းတွေကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့တာမန်စာချုပ်တွေကြားထဲမှာညှက်ထည့်ထားတဲ့ချိတ်ဆက်မှုစာချုပ်တစ်ခုကိုမထင်မှတ်ပဲတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်ကျမှပဲဒီလူယုံမမလေးဟာစာချုပ်ကိုတာမန်စာရွက်စာတမ်းတွေကြားထဲညှက်ပြီးသူမမသိအောင်လက်မှတ်ထိုးခိုင်းမှနားလည်သွားခဲ့ပါတယ်ဒီလူယုံမမလေးနဲ့သူမရဲ့ရေးစားဖြစ်သူကတော့ DCEO အမျိုးသမီးကြီးအမှန်တရားအားလုံးကိုတီးနေပြီဆိုတာမသိကြသေးပါဘူးသူတို့ကစာချုပ်လက်မှတ်ထိုးဖို့အကြောင်းပြပြီးသူမကိုဆက်ပြီးလှည့်ဖျားဆိုအကျိုးစားနေတော့မှာပဲသူတို့နှစ်ယောက်လုံးကိုပြင်းပြင်းထန်ထန်ကလဲစားချေဖို့အတွက်သူမကသူတို့ရဲ့တရုပ်ဆောင်မှုတွေမှာလိုက်ပါပေးဖို့ဆုံးဖြတ်လိုက်ပါတယ်သူမဟာစာချုပ်ပေါ်မှာပြက်ပြက်သားသားပဲလက်မှတ်ထိုးပေးလိုက်ပါတယ်အဲ့ဒီလူနှစ်ယောက်ဟာစာချုပ်ကိုယူပြီးပျော်ပျော်ကြီးထွက်သွားကြပါတော့တယ်အိမ်ပြန်ရောက်တာနဲ့ဒီလူယုံမမလေးကပိုင်ဆိုင်မှုတွေကိုလဲလှယ်ဖို့မဆောင်နိုင်တော့ပါဘူးမကြခင်မှာပဲသူမရဲ့ဖုန်းတွေကိုပိုင်ဆိုင်မှုလွှဲတောင်းခြင်းဆိုင်ရာစာတုပ်တစ်စောင်ရောက်လာခဲ့ပါတယ်ဒီ CEO ရဲ့ပိုင်ဆိုင်မှုတွေအားလုံးသူမနာမည်အောက်ကိုရောက်သွားတာကိုမြင်ပြီးသူတို့နှစ်ယောက်လုံးအတိုင်းတဲ့အလွန်ဝမ်းသာသွားကြပါတယ်ဒါပေမဲ့ဒါဟာ DCEO ကတမင်တကာထောင်ထားတဲ့ထောင်ချောက်မှန်သူတို့မသိကြပါဘူးနောက်တစ်နေ့မှာတော့သူတို့နှစ်ယောက်ဟာရှေ့နေရုံးကိုရောက်ပြီးဒီအမျိုးသမီးကိုလူပုံအလယ်မှာနှင်ထုတ်ဖို့ပြင်ဆင်ကြပါလေတခြားဝန်ထမ်းတွေကလည်း DCEO ဘက်ကနေကာကွယ်ပေးကြပေမဲ့ရေးစားတဲ့သူကစာချုပ်ကိုထောင်ပြပြီးဘသူကတရားဝင်ကိုယ်စားလှယ်လဲဆိုတာကိုတေချာကြည့်ဖို့ပြောလိုက်ပါတယ်ရှေ့နေရုံးကလွတ်ဖော်ကိုင်ဘက်အားလုံးစွန့်အားသွားကြပါလေဒီအမျိုးသမီးကလည်းစာချုပ်ကိုကြည့်ပြီးအရာအားလုံးဟာအမှန်တရားပဲလို့ဝန်ခံလိုက်ပါတယ်အားလုံးကဒီလူယုံပါမလီကိုဒေါ်ထားကြီးနဲ့ကဲ့ရဲ့ရှုပ်ချနေကြပါတယ်အရင်တုန်းက DCEO ကသူမကိုစေတနာနဲ့ခေါ်ယူဆောင်ချောက်ခဲ့ပေမဲ့အခုတော့သူမကကျေးဇူးကိုတုံ့ပြန်တဲ့အနေနဲ့ကလဲစားချေနေတာကိုဒါပေမဲ့ဒီလူယုံပါမလီကတော့ဘာကိုမှဂရုမစိုက်ပါဘူးသူမကအမျိုးသမီးဖြစ်သူကိုကြိုတင်ပြင်ဆင်ထားတဲ့ဖျောင်းတိုင်ကိုမိညှိခိုင်းပြီးသူမရဲ့လက်ကိုမီတောင်းနဲ့ထည့်လိုက်ပါတယ်အားလုံးကသူမယူသွားပြီလို့ထင်နေကြပေမဲ့သူမကတော့ရင်ဘက်ဘရော့ကဆွဲတီကိုအေးအေးဆေးဆေးပဲမြောက်ပြပြီးစနစ်ကိုအသက်သွင်းလိုက်ပြီးနာကျင်မှုတွေအားလုံးကို DCEO စီလွှဲပြောင်းပေးဖို့ပြင်လိုက်ပါတယ်နောက်တစ်ဆက်ကမှာတော့ DCEO ရဲ့လက်ကဝတ်ပေါ်မှာမီးလောင်တန်းရတွေပေါ်လာပါတယ်ဒါကိုဘယ်လိုလုပ်လာလဲဆိုတာအားလုံးကစံတရားချင်နေချိန်ပါလေဒီလူယုံပါမလဲက DCEO စီကိုရောက်လာပြီးသူမနဲ့အလဲအလဲစနစ်ချိတ်ဆက်ထားကြောင်းဝန်ခံလိုက်ပါတယ်သူမရဲ့စွမ်းဆောင်ရည်ကို Grawa ဖူအတွက်လုံခြုံရေးတွေကိုခေါ်ပြီးသူမကိုဆက်ပြီးရိုက်ငတ်ခိုင်းပြီးအပြင်းထန်ဆုံးရိုက်တွေ့သူကိုဒေါ်လာ1 ပန်းစုချမယ်လို့တောင်ပြောလိုက်ပါသေးတယ်လို့ဖော်ကိုင်ဘက်အားလုံးကသူမရဲ့အုံနောက်မှာပြဿနာတစ်ခုခုရှိနေပြီလို့ထင်နေကြပါတယ်ဒါပေမဲ့ဒီလူယုံပါမလေးကမတ်တရပြီးနာကျင်မှုတွေကိုလဲလှယ်ဖို့စနစ်ကိုတုံးဖို့ပြင်လိုက်တဲ့အခါမှာတော့ DCEO ကသူမရဲ့နာကျင်မှုကဒီလူယုံပါမလေးတဲ့အစာပေါင်းတီလာမကပိုနာကျင်နေတာကြောင့်သူမနဲ့မလဲလှယ်ဖို့တတိပေးလိုက်ပါတယ်ဒီလူယုံပါမလေးကတော့အပြင်ဘက်မှာဒီအမျိုးသမီးကဘာတန်ရာမှမရှိပဲအကောင်းအတိုင်းဖြစ်နေတာကိုမြင်နေလာကြောင်းလုံးဝမယုံကြည်ခဲ့ပါဘူးသူမထက်ပိုပြီးနာကျင်နေဖို့ဆိုတာဘယ်လိုမှဖြစ်နိုင်ဘူးလို့ထင်နေလာပါအဲ့ဒီနောက်သူမကနာကျင်မှုတွေကိုလဲလှယ်ဖို့စနစ်ကိုအသက်သွင်းလိုက်ပေမဲ့နောက်တစ်ဆက်ကမှတော့မထင်မှတ်တာတခုဖြစ်သွားပါတော့တယ်